Hi 20မြန်မာအနေပြန်လေးကြိုဆိုလိုက်ပါတယ်ဗျာတကယ်ချင်းတို့ရေ anime လောကထဲမှာ magic ကျောင်းတွင်းကားတွေကိုကြည့်ရတာယူနေပြီဆိုရင်တော့ action တွေနဲ့လုံးဝပြည့်နှက်နေတဲ့အလန်းစား season 1ကနေ season 2အထိအရန်မိုက်တဲ့ Wistoria Wanson ဆိုအကြောင်းကိုပြပြမှာဖြစ်ပါတယ်ဒီဇလန်ဟာ Danmachi ကိုဖန်တီးခဲ့တဲ့စာရေးဆရာကြီးရဲ့လက်ရာဖြစ်တာနဲ့အညီမော်မတုံးနိုင်တဲ့ကောင်လေးတစ်ယောက်ဟာသူပေးခဲ့တဲ့ဂတိတီဖို့အတွက်ဓာဆွမ်းအင်တွေနဲ့မော်နန်းတော်ကြီးရဲ့ထိတ်ဆုံးကိုတက်လန်းမဲ့မကြုံစဘူး action ဇာတ်လမ်းလေးပဲဖြစ်ပါတယ်Season 1ရဲ့ Dungeon Fight တွေအပြင် Season 2ရဲ့အကြောင်းတော်ကြီးကိုကျူးကျော်ခံရမှုတွေအထိပါဝင်တဲ့ review ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်နော်။ကဲဆက်ကြည့်လိုက်ရအောင်ဗျာ။ဇာတ်လမ်းရဲ့ concept ကစမ်းပြရတယ်ဗျ။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကကဘာကြီးဟာကောင်းကင်ယံကနေကျူးကျော်လာတဲ့ Celestial Host လို့ခေါ်တဲ့ရန်သူဆိုးကြီးတွေကြောင့်ပျက်စီးလို့နေပါဖြစ်ခဲ့ရပါတယ်။အဲ့ဒီအချိန်မှာအင်အားကြီးမားတဲ့ Magia Vendors တွေကကဘာမြေကြီးကိုကာကွယ်ဖို့အတွက် Force Sky လို့ခေါ်တဲ့အတူရောင်ကောင်းကင်ယံမော်အကာအကွယ်ကြီးကိုတိစောက်ပြီးလူသားမျိုးနွယ်ကိုကာကွယ်ပေးခဲ့တာဖြစ်ပါတယ်။အဲ့ဒီလိုမော်ပညာတွေဟာအရာရာဆုံးဖြတ်နေတဲ့ကဘာကြီးရဲ့ Regarden Magic Academy ကျောင်းတော်ကြီးမှာကျွန်တော်တို့ရဲ့မင်းသား Will Stanford ကမွေးရပါ Magic Power လုံးဝမပါလာပဲကျောင်းသားတွေနဲ့ဆရာတွေရဲ့နှိမ်ချင်းလောင်ပြောင်ခြင်းကိုတောက်လျှောက်ခံခဲ့ရပါတယ်။ဒါပေမဲ့ Will မှာလုံးဝအလျှော့မပေးနိုင်တဲ့ရည်မှန်းချက်တစ်ခုရှိပါတယ်။အဲ့ဒါကတော့သူ့ရဲ့ငယ်တငယ်ချင်းကောင်မလေး Elfie ကိုပေးခဲ့တဲ့ကတိအတိုင်းမော်လောကရဲ့အထွတ်အထိပ်ဖြစ်တဲ့ Magia Vendor ဆိုတဲ့သူတွေထိုင်တဲ့မျော်စင်ထိပ်စီကိုရောက်အောင်သွားဖို့ပဲဖြစ်ပါတယ်။မော်မတုံးနိုင်တဲ့ Will တယောက်ဟာ Magia Vendor တွေရှိတဲ့တာဝါကိုဘယ်လိုရောက်အောင်စူးစမ်းမလဲဆိုတာကဇလန်ရဲ့အဓိကဆွဲဆောင်မှုတစ်ခုပါ။ကျောင်းတွင်းအပိုင်းတွေမှာစိတ်လှုပ်ရှားစရာအကောင်းဆုံးကတော့ Will ကိုလုံးဝအတိမမပြုပဲကျောင်းကနေထုတ်ပစ်ချင်နေတဲ့ဆရာ Edward ရဲ့စမ်းသပ်ချက်ပဲဖြစ်ပါတယ်ဗျာ။အစင်းမြင့် magic ဆရာတယောက်ဖြစ်တဲ့ Edward နဲ့ဝယ်တို့နှစ်ယောက်ထဲရှင်ပြိုင်ရတဲ့တိုက်ပွဲမှာပြင်းထန်တဲ့ magic power တွေကြားမှာ Will ဟာကြောက်ရွံ့မသွားပဲသူ့ရဲ့မယုံနိုင်စရာကောင်းတဲ့လှုပ်ရှားမှုဓာတ်ကွက်တွေနဲ့ပြန်လည်ရှင်ပြိုင်ခဲ့တာဖြစ်ပါတယ်။ Will ဟာ magic မသုံးနိုင်ပေမဲ့ Dungeon တွေကမကောင်းဆိုးဝါးတွေရဲ့အားနည်းချက်တွေကိုစာအုပ်ကြီးအတိုင်းတိတိကျကျအကြက်မှတ်ထားတတ်တဲ့ဉာဏ်ပညာရှိတာမလို့ဆရာရဲ့ magic တွေကိုဖျက်ဆီးပြသခဲ့တာဖြစ်ပါတယ်။ Edward နဲ့ရှင်ပြိုင်ခဲ့တဲ့ဒီတိုက်ပွဲဟာ Will ရဲ့ဓာဆွမ်းအင်တွေကတာမန်မော်တွေထက်ပိုပြီးကြောက်ရွံ့ဖို့ကောင်းတယ်ဆိုတာကိုပထမဆုံးသက်သေပြလိုက်တဲ့ဇာတ်ကွက်ပဲဖြစ်ပါတယ်။ Season 1ရဲ့ climax အပိုင်းမှာတော့ Will နဲ့သူ့အဖွဲ့ဟာ Dungeon အောက်အလွှာမှာမမျှော်လင့်ထားတဲ့အန္တရာယ်များလာတဲ့ Evil Grand Duke ဆိုတဲ့အေယာမမကောင်းဆိုးဝါးကြီးနဲ့ရင်ဆိုင်ရတာဖြစ်ပါတယ်ဗျာ။ဒီတိုက်ပွဲမှာ Will ဟာမော်မတုံးနိုင်ပေမဲ့သူရဲ့ပါနဲ့တဲ့ဉာဏ်ပညာလျှက်တစ်ပြက်အချိန်နဲ့အတူShion နဲ့ Magical Powers တွေကိုသူ့ရဲ့ဓာတ်ထဲထည့်သွင်းပြီးတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။မကောင်းဆိုးဝါးကိုဓာတ်တစ်ချောင်းနဲ့အပိုင်းပိုင်းဖြတ်တောက်ပြမဲ့မင်းသား Will ရဲ့ပြတ်သားတဲ့ action တွေကြောင့်ကြည့်ရတာလုံးဝကိုရင်ခုန်စရာကောင်းပါတယ်ဗျာ။ဒီတိုက်ပွဲကြောင့်ပဲကျောင်းတော်ကြီးတစ်ခုလုံး Will ရဲ့ဖြစ်တည်မှုကိုလုံးဝငင်းဆန်လို့မရတော့ပဲအတိမတ်ပြုခဲ့ရပါတယ်။ဒီ Dungeon Fight အပြီး Season 2မှာတော့ဇလန်ဟာပိုပြီးအကြီးစားစစ်ပွဲဘက်ကိုကူးပြောင်းသွားပါတယ်ဗျာ။ Gautier လို့ခေါ်တဲ့မော်အဖွဲ့အစည်းကြီးဟာRegarden ကျောင်းတော်ကြီးနဲ့မြို့တော်ကိုဖျက်ဆီးဖို့ရုတ်တရက်အကြီးအကျယ်ကျူးကျော်တိုက်ခိုက်မှုတွေစတင်လိုက်တာပဲဖြစ်ပါတယ်။အတားအဆီးတွေပြိုပြတ်သွားပြီးအန္တရာယ်ရှိတဲ့မကောင်းဆိုးဝါးတပ်တွေဝင်ရောက်လာတဲ့အချိန်မှာတော့ Will နဲ့အတူ Shion, Julius, Wignall, Lihana နဲ့အခြားကျောင်းသားတွေကပါအကုန်လုံးစုစည်းပြီးကျောင်းတော်ကြီးနဲ့မြို့တော်ကိုကာကွယ်ဖို့အပြင်းထန်တိုက်ပွဲဝင်ရပါတော့တယ်။ Season 2ရဲ့ action scene တွေကတော့ Season 1ထက်ပိုပြီးကြီးမားပြီး Magic နဲ့ Saw တို့ရဲ့တိုက်ပွဲတွေကို animation အမိုက်စားတွေနဲ့ပုံဖော်ပြသထားတာကြောင့်လုံးဝမျက်တောင်မခတ်တန်းကြည့်ရမယ့်ကားကောင်းတစ်ကားဖြစ်ပါတယ်ဗျာ။ကဲအချုပ်အားဖြင့်ပြောရရင်တော့ဗျာ Wistoria Wanson Saw ဟာ Season 1ရဲ့ Dungeon Fight တွေရော Season 2ရဲ့အကြောင်းတော်ကြီးကျူးကျော်စစ်တွေပါအကုန်လုံးစုံလင်ပြီး action ဆန်ဆန်ကိုသဘောကျတဲ့သူတွေအတွက်လုံးဝကို perfect ဖြစ်တဲ့ fantasy ကားကောင်းတစ်ကားဖြစ်ပါတယ်။တကယ်ချင်းတို့ရောမော်ကျောင်းတော်ကြီးကိုကာကွယ်မဲ့မင်းသား Will ရဲ့ action တွေအပေါ်ဘယ်လိုမြင်လဲဆိုတာcomment မှာဝင်ရောက်ဆွေးနွေးပေးသွားပါဦးနော်။ကျွန်တော်တို့ NSI မြန်မာ channel လေးက anime reviews တွေကိုအမြဲတမ်းအမိုက်စားတင်ဆက်ပေးမဲ့ channel အသစ်ကလေးဖြစ်တာမလို့ဒီ video လေးကိုသဘောကျရင် like and subscribe လုပ်ပြီးဝန်းရံပေးဖို့တောင်းဆိုချင်ပါတယ်ဗျာ။အားလုံးပဲတက်တာ